မြန်မာလူမျိုးတွေအသုံးပြုတဲ့จิตရေးဆိုတဲ့စကားလုံးနဲ့အလားတူတဲ့ပါဠိစကားလုံးကတိရိသို့မဟုတ်မြန်မာလူမျိုးတွေနှုတ်တဲ့နေတာတိရိတို့တိရိတို့ပါဠိစကားလုံးကမြန်မာမှုပြုထားတဲ့အခါမှာจิตရေးဆိုတာကိုလူတိုင်းကလိုလားကြတယ်ပေါ့ဘဝတစ်ခုမှာအောင်မြင်ကြီးပွားတဲ့ပုဂ္ဂိုလ်ဖြစ်စေရုပ်ဆင်းအင်္ဂါပြည့်ဝတဲ့ပုဂ္ဂိုလ်ဖြစ်စေစိစိမ်ဥစ္စာပေါ်များတဲ့ပုဂ္ဂိုလ်ဖြစ်စေယာတုဂုဏ်သိကြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေจิตတည်ရှိတယ်ဆိုတဲ့အသုံးအနှုန်းကိုသုံးနှုန်းပြီးတော့ပြောဆိုလို့ရှိတယ်မင်္ဂလာจิตတည်ပေါင်းနဲ့ခါညောင်းပြည့်စုံကြပါစေလို့လောကလူတွေကလည်းဆိုလို့ရှိကြတယ်အဲ့တော့မင်္ဂလာကိုလူတွေမျက်နှိုးသလိုจิตတည်ဆိုတာကိုလည်းပဲလူတွေဟာမျက်နှိုးကြတယ်ဆိုတာအမှန်တမ်းထင်ရှားဒါဖြင့်တိရိဆိုတဲ့จิตတည်ဟာအစစ်မှန်အားဖြင့်ဘယ်လိုဟာကိုခေါ်တာလဲလူတွေကမင်္ဂလာဆိုတဲ့စကားကိုလည်းပဲအဓိပ္ပာယ်မျိုးစုံဖွင့်ကြလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားတဲ့အခါမှာပြည့်စုံတဲ့စစ်မှန်သောမင်္ဂလာအကောင်းဆုံးသောမင်္ဂလာကိုသိရှိကြတာဖြစ်တယ်จิตတည်ဟာလည်းပဲထို့တူပဲจิตတည်ရှိတယ်လို့ပြောကြတဲ့နေရာမှာတကယ်จิตတည်ဆိုတာဘယ်လိုဟာကိုခေါ်တာလဲကိုจิตတည်ရှိအောင်ဘယ်လိုလုပ်ရမှာလဲဆိုတာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာရှိတဲ့အတိုင်းမှတ်သားနာယူကြပြီးတော့จิตတည်ရှိဖို့အတွက်ကိုကြိုးစားအထောက်ကြအောင်လောကမှာကောင်းကျိုးချမ်းသာရဖို့ဆိုတာလဲကိုယ့်ပေါ်မှာမူတည်တယ်ကောင်းကျိုးချမ်းသာတွေလက်လွတ်ဆုံးရှုံးပြီးဒုက္ခရောက်ရတယ်ဆိုတာလဲကိုယ့်ပေါ်မှာမူတည်တယ်ဘယ်သူမပြုမိမိမှုဆိုတဲ့မှန်ကန်သောအမြင်နဲ့ရှောင်လန်းကြမှန်ကန်သောအမြင်ဆိုတာကမ္မတက္ကတာသမာဓိဋ္ဌိလို့ရသော်ဘုရားကကိုလှုပ်တာကိုနဲ့သာသက်ဆိုင်နေဆိုတဲ့ဒီအမြင်ဟာမှန်ကန်တဲ့အမြင်တစ်ခုဖြစ်တယ်ကိုလှုပ်တာကိုရတယ်ဆိုတဲ့စကားဟာလည်းမှန်ကန်တဲ့စကားပဲဖြစ်တယ်သို့တော်လည်းလောကလူတွေဟာဒီလိုလက်တွေ့ကြပြီးတော့မှန်ကန်တဲ့အမြင်ကိုပဲညှင်းပယ်မှုတွေလည်းရှိကြတယ်လောကလူတွေဟာအကြောင်းမှန်ကိုမသိနိုင်သည့်အတွက်ကြောင့်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ဆိုတဲ့သဘာဝနိယမတရားကိုပဲကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးမကောင်းတာလုပ်တဲ့လူတွေလည်းပဲကောင်းကျိုးချမ်းသာတွေရနေကြတာဆိုပြီးကံကြမ္မာရဲ့အလှည့်အပြောင်းကိုသဘောမပေါက်တဲ့ပုဂ္ဂိုလ်တွေကဒီလိုကံကြမ္မာပေါ်မှာလွဲမှားစွာတွေးတောလာတတ်ကြတယ်ပေါ့ကံကြမ္မာအလှည့်အပြောင်းဆိုတာတွေဟာလူတွေသိနိုင်တဲ့အနေအထားမျိုးမရှိဘူးဒါကြောင့်မို့လို့ကောင်းတာလုပ်နေတော့လဲရမယံခါမှာအခုလုပ်နေစေကကောင်းတာတွေလုပ်နေတော့လဲပဲမကောင်းတာဖြစ်သွားတဲ့ပုဂ္ဂိုလ်မရှိနိုင်ဘူးလားရှိတယ်သို့တော့ကောင်းတာလုပ်နေတဲ့ပုဂ္ဂိုလ်မကောင်းတာဖြစ်ခြင်းသည်ကောင်းတာလုပ်ခြင်းကြောင့်မဟုတ်ဘူးတိမ်မြုပ်ရှုပ်ဝဲနေတဲ့အခွင့်အရေးတာနေတဲ့အကြောင်းတစ်ခုကြောင့်သာလင်းဖြစ်တယ်မကောင်းတဲ့အကြောင်းကသာမကောင်းကျိုးကိုပေးတာဖြစ်တယ်ယမယံကမကောင်းတာလုပ်ရတဲ့အကောင်းတွေဖြစ်နေတာမကောင်းတာလုပ်ရတဲ့အကောင်းတွေဖြစ်နေခြင်းဟာလည်းပဲရှုပ်ဝဲနေတဲ့အနေအထားတစ်ခုရှိတယ်အကြောင်းအစစ်မှန်ဟာမဖော်ထုတ်နိုင်သမျှကာလပတ်လုံးအကြောင်းအစစ်မှန်ကိုမသိရသည့်အတွက်ကြောင့်ကံကြမ္မာရဲ့အလှည့်အပြောင်းကိုမျက်စိလေတတ်ကြတယ်ဒါကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကကာမတမာဒါနသုံးပါးဟောထားတာရှိတယ်ပေါ့တကယ်တော့မိမိကိုယ်တိုင်ကမှန်ကန်တဲ့အကြောင်းကိုမသိခြင်းကြောင့်
အလှည့်ပြောင်းလေးကိုမသိလိုက်တာပဲဖြစ်တယ်ဆိုပါစို့လူတယောက်ဟာဒုစရိုက်မှုတွေကိုလုပ်တယ်မကောင်းတာတွေလုပ်တယ်သို့တော့အဲ့ဒီလူဟာတည်တဲ့အခါမှာကောင်းရသူဂတိပုံရောက်သွားတယ်ဆိုပါစို့လူဆိုးတယောက်ဟာလူအဖြစ်နဲ့ပြန်မွေးလာတယ်အာရောမရှိဘူးလားဆိုရှိတယ်ဒီဘဝမှာမကောင်းတာတွေကြီးလုပ်တဲ့ပုဂ္ဂိုလ်တယောက်ဟာလူပြန်ဖြစ်လာတယ်အဲ့တော့လောကလူတွေကမျက်စိလဲကျသွားတယ်ဒီလူဟာမကောင်းတာတွေလုပ်နေတဲ့လူကလူပြန်ဖြစ်နေတယ်ဆိုတော့အပင်ငရဲမသွားဘဲနဲ့လူလာဖြစ်နေပြန်ပြီဆိုတော့ဒါမကောင်းတာလုပ်လဲမကောင်းကျိုးကမပေးပါဘူးဆိုတဲ့မျက်စိလဲသွားမှုဖြစ်တယ်တကယ်ကတော့သူမကောင်းတာလုပ်တဲ့အလုပ်ကရင့်ကျက်မှုမရှိသေးဘူးအရင်တုန်းကကောင်းတာတွေလုပ်ခဲ့တာတွေကအခွင့်အရေးရပြီးတော့လူ့ဘဝပြန်ရောက်လာတာဖြစ်တယ်သူလုပ်ခဲ့တဲ့မကောင်းမှုဒုစရိုက်တွေကလူပြန်ဖြစ်စေတာမဟုတ်ဘူးရှုံးဝဲနေတဲ့တစ်ချိန်တုန်းကသူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေရဲ့အလှည့်အပြောင်းကအခွင့်အရေးရနေသည့်အတွက်ကြောင့်လူ့ဘဝရောက်ရှိလာခြင်းသာဖြစ်တယ်အဲ့ဒါကြောင့်မို့အမှန်ဖြစ်တဲ့အကြောင်းတရားကိုမသိမမြင်ကြဘူးမသိမမြင်ကြသည့်အတွက်ကြောင့်ကံကြမ္မာပေါ်မှာယုံမှားတန်တရားတွေဖြစ်လာတဖန်လူတယောက်ဟာကောင်းတာတွေကြီးပဲလုပ်တယ်ဒီဘဝမှာကျင့်လူတော်လူကောင်းပဲသေတဲ့အခါကျတော့ငရဲတရိစ္ဆာန်ပြိတ္တာဥမာမဲ့လူတွေတွေ့နိုင်တဲ့ပြိတ္တာဘဝရောက်သွားတယ်အေးဒီလူကကောင်းတာတွေလုပ်ပြီးတော့ဘာဖြစ်လို့မကောင်းတဲ့ဘဝရောက်ရတာလဲကုသိုလ်ကံကလည်းအကျိုးမပေးဘူးလို့ကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးဆိုတဲ့အတွေးတွေလူတွေရဲ့ခေါင်းထဲမှာပေါ်လာတတ်တယ်ရသော်ဘုရားကရှင်းပြတယ်အေးသူကောင်းတာလုပ်တာမှန်တယ်ဒီကောင်းတာလုပ်တဲ့ကံကဘဝမှာအကျိုးပေးဖို့အခွင့်မသာသေးဘူးအတိတ်ဘဝတုန်းကမကောင်းတာလုပ်တဲ့ကံတွေကနေဝင်ရောက်ပြီးအကျိုးပေးသည့်အတွက်ကြောင့်သူဟာမကောင်းတဲ့ဘုံကိုရောက်သွားခြင်းသာဖြစ်တယ်ကောင်းတဲ့ကံကြောင့်မကောင်းတဲ့ဘုံရောက်တာမဟုတ်ဘူးမကောင်းတဲ့ကံကြောင့်သာလည်းမကောင်းတဲ့ဘုံကိုရောက်တာလို့ဒီလိုကံကြမ္မာရဲ့နိယာမဟာမှန်ကန်တော်လည်းပဲဈာထဲမှာတိမ်မြုပ်ရှုပ်ဝက်နေတဲ့အလှည့်အပြောင်းလေးတွေကိုတတိပဋ္ဌာန်းမိလို့ရှိရင်ကံပေါ်မှာယုံကြည်အားကိုးမှုတွေအမှန်ကန်မြင်မှုတွေဟာပျောက်ကွယ်သွားနိုင်တယ်ပေါ့တကယ်စင်စစ်ကတော့ပုံသေးကားချက်အနေနဲ့မှတ်ထားရမှာကမ္မနိယမဆိုဒီမှာကောင်းတဲ့ကံကကောင်းကျိုးသာပေးတယ်မကောင်းတဲ့ကံကမကောင်းကျိုးသာပေးတယ်ဓမ္မဈေးကဓမ္မပင်ပဲပေါက်တယ်တရက်စေကတရက်ပင်ပဲပေါက်တယ်ကလျာဏကာရီကလျာဏကောင်းတာလုပ်ရင်ကောင်းတာရပါပကာရီစပါပကံမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကမကောင်းတာရတယ်ယာရိတံဝပတိဖိသံတာရိတံဟရတိပလံကိုယ်ဆိုင်တဲ့မျိုးစိအတိုင်းအသီးဆိုတာဖြစ်ပေါ်လာတယ်လို့ဒါကမ္မနိယမရဲ့ခိုင်မာတဲ့သဘောတစ်ခုဟောပြတဲ့စကားပဲဖြစ်တယ်သို့တော့လောကလူတွေမျက်စိလဲစရာဖြစ်တာကတော့ဒီကံကြမ္မာရဲ့ရင့်ကျက်မှုမရင့်ကျက်မှုအခွင့်အရေးရမှုမရမှုဆိုတဲ့အပေါ်မှာဆင်ញင်သုံးသပ်နိုင်စွမ်းမရှိတဲ့အခါကျတော့မကောင်းတာလုပ်လဲကောင်းတာဖြစ်တယ်ကောင်းတာလုပ်လဲမကောင်းတာဖြစ်တယ်အဲ့တော့ကောင်းတာလုပ်လဲကောင်းတာဖြစ်ချင်မှဖြစ်မယ်မကောင်းတာလုပ်လဲမကောင်းတာဖြစ်ချင်မှဖြစ်မယ်ဆိုတဲ့မှားယွင်းတဲ့အတွေးခေါ်တွေဖြစ်ပေါ်လာတတ်တယ်လို့ရသော်ဘုရားသခင်ကိုရောမြတ်ကရှုဝဲနေတဲ့အကြောင်းကိုထုတ်ဖော်ပြီးတော့ဒီလိုဟောကြားတာဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့လောကမှာကောင်းတာကိုဆွဲဆွဲမြဲမြဲတည်တည်ငြိမ်ငြိမ်နဲ့ကမ္မနိယမသဘောကိုလက်ခံယုံကြည်ပြီးတော့ယံကမ္မံဂရိတန္တိကလျာဏဝါပါပကံဝါတတကမ္မတဒါဝိတ္တမလို့ဆိုတဲ့အတိုင်းကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်ကိုလှုပ်တာကိုအမွေခံရတယ်ဆိုတာကတော့တေချာပေါက်ပဲအမှားအယွင်းမရှိဘူးလို့ရသော်ဘုရားကဒေသနာတော်တစ်ပုဒ်မှာဟောထားတာရှိတယ်ပါပောပိ
ပတ္တတိဖတ္တရယာဝပပံနပိစတိပါပောပိမကောင်းတဲ့လူဟာလည်းပဲယာဝပပနပိစတိအဲ့ဒီမကောင်းတဲ့ကံတွေအကျိုးမပေးသမျှကာလပတ်လုံးပတ္တတိဖတ္တရအကောင်းနဲ့တွေ့နေရသေးတယ်လို့မကောင်းတဲ့လူဟာမကောင်းတဲ့အကုသိုလ်ကံတွေအကျိုးမပေးသမျှကောင်းတာနဲ့ကြုံနေရကောင်းတာကြုံနေသည်မကောင်းတဲ့လုပ်ရမကောင်းတဲ့ကံကြောင့်ကြုံတာမဟုတ်ဘူးမကောင်းတဲ့ကံအကျိုးမပေးသေးတဲ့အခါဆိုတာကောင်းတဲ့ကံကအခွင့်သာနေတဲ့အခါလို့ဒီလိုဆိုလို့ရတယ်ပေါ့ထို့တူပဲဗတ္တရောပိပတ္တတိပပံယာဝဗတ္တရံနပိစတိကောင်းတဲ့ကံတွေအကျိုးမပေးသေးသမျှကာလပတ်လုံးလူတော်လူကောင်းဟာလည်းအဆိုးနဲ့တွေ့နေတတ်သေးတယ်ဒါကြောင့်မို့ကံကြမ္မာနဲ့ပတ်သက်လာလို့ရှိရင်တော့တိကျသေချာတဲ့နိယမဓမ္မအတိုင်းပဲမှတ်သားပြီးတော့အချိန်ဆိုတာကတော့ဘယ်ရာပဲဖြစ်ဖြစ်လိုအပ်တယ်ပေါ့အသီးတွေတောင်မှပဲအချိန်တန်မှရှင်းကျက်တာဖြစ်တယ်အချိန်မတန်သေးလို့ရှိရင်မရင်းကျက်ဘူးရှင်းကျက်လာမှသာလျှင်အကျိုးကိုဖြစ်ထွန်းစေတာဖြစ်တယ်ဘယ်ရာပဲဖြစ်ဖြစ်သမင်းချက်တာကအစအချိန်ဆိုတာစောင့်ရတယ်သူ့အချိန်နဲ့သူအခုလို့အခုရတာမျိုးမဟုတ်ဘူးဒါကြောင့်မို့ကံကြမ္မာရဲ့အလဲအပြောင်းကိုသိရှိနားလည်ပြီးတော့ကောင်းတာလုပ်ရင်ကောင်းတာရတယ်မကောင်းတာလုပ်ရင်မကောင်းတာရတယ်ဆိုတဲ့မူသေးကမ္မနိယမသဘောတရားကိုလက်ခံပြီးတော့မကောင်းတာတွေကိုရှောင်မှကောင်းတာတွေကိုလုပ်မှကောင်းကျိုးချမ်းသာဆိုတာရှေးရှေးအားဖြင့်ရနိုင်တယ်လို့ဒီလိုလက်ခံယုံကြည်သိမြင်တာကမ္မတက္ကတသမ္မာဒိဋ္ဌိလို့ဆိုအဲ့ဒီကမ္မတက္ကတသမ္မာဒိဋ္ဌိအခြေကိုမူတည်ပြီးတော့လူဘဝမှာစက်တည်ရှိအောင်ဘယ်လိုနေကြမလဲစက်တည်ဆိုတာကဘာလို့ခေါ်တယ်လဲဘာကိုစက်တည်လို့ပြောရမလဲလို့ဆိုရင်ပိဋကစာပေထဲမှာစက်တည်အကြောင်းကိုဖွင့်ဆိုထားတာရှိတယ်တိရိတိပုံညပညာနမေတံအဓိဝဆနစက်တည်ဆိုတာတော့မဟုတ်တိရိဆိုတာဘာကိုခေါ်တာတော့ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုနဲ့အသိပညာကိုစက်တည်လို့ခေါ်တာပါအဲ့တော့စက်တည်ရှိတဲ့လူဘဝဆိုတာကုသိုလ်ကောင်းမှုရှိတဲ့လူဘဝသို့မဟုတ်အသိပညာရှိတဲ့လူဘဝစက်တည်ရှိတဲ့လူဘဝလို့ဒီလိုသတ်မှတ်ရကျန်တာတွေကထိုကုသိုလ်ကံကြောင့်ရလာတဲ့အကျိုးပညာကြောင့်ထိုစက်တည်များတာဖြစ်တယ်တကယ်စက်တည်ဆိုဒီမှာထိုစက်တည်တွေကိုထုတ်လုပ်တဲ့အကြောင်းတရားသာလင်စက်တည်အစစ်ဖြစ်တယ်ပေါ့ကုသိုလ်ဆိုတာမရှိပဲစက်တည်ဆိုတာမရှိနိုင်ဘူးပညာမရှိပဲစက်တည်ဆိုတာမရှိဘူးဒါကြောင့်မို့လူဘဝမှာစက်တည်ရှိလိုက်တာလို့ပြောတာသူများတဲ့ထူးချွန်တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်လည်းပဲစက်တည်ရှိတာသူများတဲ့ထူးချွန်တဲ့ကုသိုလ်ကောင်းမှုတွေရှိတဲ့ပုဂ္ဂိုလ်ဟာလည်းစက်တည်ရှိတယ်လို့ဒီလိုပြောရတယ်စက်တည်ဆိုဒီမှာကုသိုလ်နဲ့ပညာလို့ဒီလိုမှတ်ထားပြီးတော့ကုသိုလ်ကောင်းမှုမိမိတဏ္ဍမှာရရှိအောင်ဆင်းမှုအထောက်လို့ပညာတွေရအောင်ဆင်းမှုအထောက်လို့အဲ့ဒီစက်တည်ရှိဖို့အတွက်ကုသိုလ်ဆိုတာတွေကဘာတွေလဲလို့ပြောမယ်ဆိုလို့ရှိရင်ကိုကျင့်သီလကစပြီးတော့ပြောသီလဆိုတာဟာလူရဲ့ human dignity လို့ခေါ်တဲ့လူရဲ့ဂုဏ်သိက္ခာပဲဖြစ်တယ်သီလဆိုတဲ့လူရဲ့ဂုဏ်သိက္ခာအင်တမတမ္မိုချီမာတယ်လူရဲ့သိက္ခာကိုကျင့်သီလပြတ်ပြားသွားပြီဆိုလို့ရှိရင်ဘလောက်ပဲယာရုကြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘလောက်ပဲအတ္တသိက္ခာကုံဝါကြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုကျင့်သီလပြည့်ရင်းသွားပြီဆိုလို့ရှိရင်ရှိသမျှဂုဏ်သိက္ခာတွေဟာကျဆင်းသွားတတ်တယ်ဒါကြောင့်မို့သီလဟာကုသိုလ်ကောင်းမှုတွေအားလုံးရဲ့ကုသိုလ်ကောင်းမှုအားလုံးကိုဆောင်ထားတဲ့ဆွမ်းအားရှိတဲ့အရာတစ်ခုဖြစ်သတ်မှတ်ပြီးတော့ဖော်ပြတယ်သီလရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါမှာသီလဆိုဒီမှာတဲ့
ကာယကံနဲ့ဝစီကံကိုကောင်းအောင်ထားခြင်းဟာလည်းသီလပဲနောက်တစ်ခုကဒီတဏ္ဍမှာကုသိုလ်တရားတွေတည်ရှိစေဖို့ကုသိုလ်တရားတွေပျောက်ပြက်မသွားအောင်ထိမ့်သိမ်းဆောင်းရှောက်နိုင်စွမ်းရှိတာပဒါရဏကုသိုလ်မှန်သမျှကိုထိန်းထားနိုင်တဲ့စွမ်းရည်ရှိလို့သီလလို့အဲ့တော့သီလရဲ့အဓိပ္ပာယ်ကိုဒီလိုနှစ်ခုဖွင့်ထားနှစ်မျိုးဖွင့်ထားသမာဒါနကာယကံဝစီကံကိုကြာကြာနာနာရှင်ကျေးတဲ့ကာယကံမျိုးရင်ကျေးတဲ့ဝစီကံမျိုးဖြစ်အောင်ကိုကျင့်သီလကကောင်းစွာထားပြီးတယ်မိမိတဏ္ဍမှာရှိတဲ့ကုသိုလ်ကောင်းမှုတွေတည်မြဲသွားအောင်သီလကဆောင်ထားပေးတယ်အကယ်၍သီလပြည့်ရင်းသွားပြီဆိုတဲ့ပုဂ္ဂိုလ်ဟာကောင်းတဲ့အကျင့်တရားတွေကောင်းတဲ့ကုသိုလ်တွေဟာလည်းယိုကျပျက်စီးသွားညမစကားမှာဆိုသလိုတန်မိုးရှိတဲ့ခြင်းစိတ်သည်ဟာတိမ်ကြီးရွှေခွက်မှသာတည်တယ်လို့ဆိုသလိုကုသိုလ်ကောင်းမှုမှန်သမျှဟာလည်းပဲသီလရှိမှပြည့်စုံနိုင်တယ်လို့ဒီလိုဆိုတာဒါကြောင့်မို့လူရဲ့ဂုဏ်သိက္ခာအားလုံးဟာဘယ်မှာယက်တည်နေတုံးဆိုသီလပေါ်မှာယက်တည်ကိုကျင့်သီလကောင်းမှုပေါ်မှာယက်တည်ကိုကျင့်သီလဆိုတာအတိုင်းအတာတစ်ခုရလူတွေမှာရှိရမယ်ကိုကျင့်သီလယဟန်တွေမှာရှိရမယ်ကိုကျင့်သီလယဟန်တွေမှာရှိရမယ်ကိုကျင့်သီလကိုလည်းကိုကျင့်သီလရှိမှပြည့်စုံမှလူတွေမှာရှိရမယ်ကိုကျင့်သီလလည်းပြည့်စုံမှဒါကြောင့်မို့လို့သီလဆိုတဲ့အရေးချင်းတစ်ခုဟာလူရဲ့သိက္ခာတွေအားလုံးထိမ့်သိမ်းဆောက်ရှောက်ထားနိုင်တာဖြစ်သောကြောင့်အရေးကြီးဆုံးကျက်တည်းဆိုတာပုံညလို့ဆိုတဲ့အတိုင်းသီလဆိုတဲ့အရာဟာတကယ်ကျက်တည်ရှိတဲ့အရာပဲလို့ဒီလိုမှတ်သားကြရမှာဖြစ်တယ်ပေါ့အဲ့ဒီမှာသီလရှိတယ်သီလရှိတယ်လို့ကိုယ့်ကိုယ်ဘယ်လိုသတ်မှတ်နိုင်သလဲသီလရှိတယ်လို့ပြောရလောက်အောင်စံနဲ့သတ်မှတ်ပြီးတော့ပြောမယ်ဆိုရင်ဘယ်လိုပြောမလဲငါးပါးသီလလုံးရင်သီလရှိတယ်လို့ကျမ်းမြင်အပြင်ပြောနိုင်တယ်လူတွေမှာယဟန်တွေမှာကြတော့ယဟန်သိက္ခာတွေနဲ့ပြည့်စုံအောင်နေလို့ရှိရင်သီလရှိတယ်လို့ပြောလို့ရတယ်သို့တော့အားလုံးကိုခြုံငုံပြီးတော့စံသတ်မှတ်ထားတာဘယ်လိုသတ်မှတ်ပြသီလရှိသူလို့ဆိုနိုင်တာဟာဘယ်လိုဟာလဲလို့ဆိုကာယေနဝါစာယသယောထတင်ညတောမနတာသကိဉ္စီနာကရောတိပါပံချုပ်လိုက်တော့လေ၅ပါးသီလပါပဲတကယ်ကိုဒုစရိုက်တွေကရှောင်ကျဉ်ပြီးတော့ကိုချင်းတရားကောင်းမှုကာယေနဝါစာယယောထတင်ညတောဒီလောကကြီးမှာကာယကံမှုနဲ့လည်းထိမ့်ထိမ့်သိမ့်သိမ့်နေတယ်နှုတ်အပြောဝစီကံနဲ့လည်းထိမ့်ထိမ့်သိမ့်သိမ့်နေတယ်ထိမ့်သိမ့်တယ်ဆိုတာကိုကျင့်သီလရဲ့စီကံအတိုင်းလိုက်နာဆောင်ရွက်တယ်ကိုကျင့်သီလကိုဖောက်ဖြစ်တဲ့ကာယကံမှုတွေမျိုးကိုမလုပ်ဘူးကိုကျင့်သီလကိုချိုးပေါက်တဲ့ဝစီကံမှုတွေကိုမပြုဘူးသီလနဲ့ထိမ့်သိမ့်ဆောက်ရှောက်ထားတယ်လို့ဆိုလိုတယ်ကိုယ်နဲ့ထိမ့်သိမ့်ဆောက်ရှောက်တယ်ကာယကံကျွလွန်မှုမရှိဘူးဝစီကံကျွလွန်မှုမရှိဘူးအဲ့ဒီလိုကာယကံဝစီကံထိမ့်သိမ့်ဆောက်ရှောက်ထားပြီးတော့မနတာသကိဉ္စီနာကရောတိပပံမဟုတ်တဲ့အလုပ်ကိုစိတ်ထဲကတောင်မကြံဘူးဆိုတာသီလခိုင်မြဲမှုအတွက်ရည်ရွယ်ပြီးတော့ပြောတဲ့စကားပဲသို့တော့စိတ်ကြံနာနဲ့တင်သီလကျိုးတယ်လို့ဆိုလို့မရဘူးသီလဆိုဒီမှာကာယကံနဲ့ဝစီကံဒီနှစ်ခုကိုသာထိန်းချုပ်ပြီးနှုတ်ရဲ့စီကံနဲ့ကိုယ်ဒီလျောက်လုပ်တဲ့အလုပ်ရဲ့စီကံအဲ့ဒီစီကံနှစ်ခုကိုပဲအဓိကထားတာဖြစ်တယ်ပေါ့စိတ်နဲ့မကောင်းတဲ့အလုပ်ကိုမလုပ်ဘူးလို့ဆိုတာဒုစရိုက်10ပါးထဲမှာအဘိဇ္ဇာပြာပါဒမိစ္ဆာဒိဋ္ဌိလို့ဆိုတဲ့အရေးကြီးတဲ့အရာဟာသီလပဲမဖြစ်တော့လဲဒုစရိုက်ဖြစ်မှာဒုစရိုက်ဖြစ်နိုင်တဲ့အရာစိတ်ထဲကဒုစရိုက်ဆိုတာဘယ်လိုဟာခေါ်တာတုံးလို့ဆိုဒါလည်းတတိထားเสียရပဲအဘိဇ္ဇာဆိုတာအရာထဲမှာပြောနေတဲ့အဘိဇ္ဇာများတယ်ဆိုတဲ့စကားနဲ့စာပေမှာပြောထားတဲ့အဓိပ္ပာယ်တချို့နားလည်မှုလွဲမှားနေတာရှိတယ်စ
စာပေမှာပြောတဲ့အဓိပ္ပာယ်ကဘာလို့ဆိုအဘိဓါဆိုဒီမှာလွန်ကဲတဲ့လောဘလွန်ကဲတဲ့လောဘဆိုတာသူများဥစ္စာကိုမှကိုယ်ဥစ္စာဖြစ်အောင်ရလိုတဲ့လောဘသူများပိုင်တဲ့ပစ္စည်းကိုမှရလိုတဲ့လောဘအဘိဓါလို့ခေါ်တယ်သူများပစ္စည်းလိုတခြားအမျိုးအစားတစ်ခုကိုရချင်တာကရိုးရိုးလောဘသူများပစ္စည်းကိုမှကိုယ်ပစ္စည်းဖြစ်ချင်တာလိုချင်တာကြတော့အဘိဓါလို့ခေါ်တယ်တခါဗျာပါဒဆိုတာဒေါသကိုပြောတယ်သို့သောဒေါသဟာကိုယ်သားသမီးကိုလည်းမိဘတွေကပြောမကောင်းဆိုမကောင်းရင်စိတ်ဆိုးတယ်တကယ်ချင်းပေါင်းတဲ့နေလဲစင်မပြေတဲ့အခါစိတ်ဆိုးကြတယ်ဆရာတွေကလည်းတပြဲသားသမီးပေါ်မှာစိတ်ဆိုးတယ်အဲ့ဒီမလိမ္မိုးမလိမ္မာဖြစ်လို့စိတ်ဆိုးတာရိုးရိုးဒေါသအခုဗျာပါဒဆိုတာကြတော့ဒီကောင်သေသွားပါစေဒီကောင်ပျက်စီးသွားပါစေဘဝမှာအညံ့တုံးသွားပါစေဆိုတဲ့အခုလိုတစ်ဖက်သားရဲ့ပျက်စီးမှုထီအောင်လိုလားတဲ့ဒေါသမျိုးကြံတွေးတဲ့ဒေါသမျိုးကြတော့ဗျာပါဒလို့ခေါ်တယ်အဲ့ဒီအဘိဓါနဲ့ဗျာပါဒဟာမနောထုစရိုက်ဖြစ်ပြီးတော့ကံအရာမြောက်သွားတယ်လို့မနောကအရာမြောက်တယ်ဒါကြောင့်မို့လို့ဒီမှာစိတ်နဲ့လည်းမကောင်းမှုဒုစရိုက်မလုပ်ဘူးလို့ဒီလိုဆိုလို့တယ်ပေါ့မကောင်းမှုကိုမလုပ်ဘူးနောက်တစ်ခုကတော့မိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိမှားတဲ့အမြင်ဆိုတာဘယ်အမြင်ကိုပြောရတော့တက္ကာယဒိဋ္ဌိစတဲ့မှားတဲ့အမြင်တွေကိုပြောတာလားဆိုမဟုတ်ဘူးဒီနေရာမှာမိစ္ဆာဒိဋ္ဌိဆိုဒီမှာကံတရားရဲ့အကျိုးကိုညှင်းပယ်တဲ့အမြင်ကိုမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်နတ္ထိကဒိဋ္ဌိလို့လည်းခေါ်တယ်နတ္ထိကဆိုတာကုသိုလ်ကံရဲ့အကျိုးလည်းမရှိဘူးအကုသိုလ်ကံရဲ့အကျိုးဆိုတာလည်းမရှိဘူးလို့ကံတရားရဲ့အကျိုးကိုညှင်းပယ်တဲ့မှားယွင်းတဲ့အမြင်ကိုဒီနေရာမှာမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်တက္ကာယဒိဋ္ဌိကဒုစရိုက်ထဲပါတဲ့ဒိဋ္ဌိမျိုးမဟုတ်ဘူးပေါ့ကံတရားရဲ့အကျိုးကိုညှင်းပယ်လိုက်ပြီဆိုလို့ရှိရင်ကောင်းတဲ့အလုပ်ကိုလုပ်မှာမဟုတ်တော့ဘူးလုပ်ချင်တာပဲလုပ်တော့မှာဖြစ်တယ်လုပ်ချင်တာလို့ဆိုရင်မကောင်းတာနဲ့ကောင်းတာလူတွေမှာဘာကိုလုပ်ချင်တာတော့ဆိုမကောင်းတာပဲလုပ်ချင်မှာမကောင်းတာလုပ်သည့်အတွက်လူတော်လူကောင်းဖြစ်ဖို့ဆိုတာမရှိဘူးဒါကြောင့်မို့နတ္ထိကဒိဋ္ဌိလို့ဆိုတဲ့ကံတရားရဲ့အကျိုးကိုညှင်းပယ်တဲ့အချက်10ချက်ပေါ်မှာအခြေခံတဲ့မှားယွင်းတဲ့အမြင်ကိုသာလျှင်မနောဒုစရိုက်လို့ခေါ်တာဖြစ်တယ်အဲ့ဒါကဒိဋ္ဌိအချက်10ချက်ဆိုတာဟာနတ္ထိဒိဋ္ဌံပေးလူခြင်းဟာအကျိုးမရှိဘူးနတ္ထိယိဋ္ဌံပူဇော်ခြင်းဟာလည်းအကျိုးမရှိဘူးနတ္ထိဟုတံသမန်အခန့်ကျွေးမွေးခြင်းဆိုတာလည်းအကျိုးမရှိဘူးနတ္ထိသုကတဒုက္ကတနံကမ္မနံဖလံဝိပါကောကုသိုလ်ကံအကုသိုလ်ကံတို့ရဲ့အကျိုးဆိုတာမရှိဘူးနတ္ထိအယံလောကောဟိုးပရလောကမှာနေတဲ့ပုဂ္ဂိုလ်တွေအတွက်ဒီလောကဆိုတာမရှိဘူးနတ္ထိပရောလောကောဒီဘဝမှာနေတဲ့ပုဂ္ဂိုလ်တွေဟာဟိုဘဝဆိုတာမရှိဆိုလိုတာကကံရဲ့အကျိုးကိုညှင်းပယ်လိုက်တဲ့ဖြင့်ကံရဲ့အကျိုးပေးတဲ့ဘဝတွေကိုလည်းညှင်းပယ်ခြင်းဖြစ်တယ်ပေါ့နတ္ထိမာတာနတ္ထိပိတာအမေဖေကိုလည်းအတိမမပြုဘူးအတိမမပြုသည့်အတွက်ကြောင့်အမေဖေစော်ကားရင်လည်းအပြစ်မရှိဘူးမေဖေကိုပြုစုလုပ်ကျွေးရင်လည်းကောင်းကျိုးချမ်းသာမရဘူးလို့ဒီလိုညင်းပဲနတ္ထိတတ္တဩပပတိကာသေပြီးတဲ့နောက်ပြန်မွေးတဲ့တတ္တဝါဆိုတာမရှိဘူးလို့ဟောတယ်လို့ညင်းပဲနတ္ထိသမဏဗျမနာသမ္မက္ခတာသမ္မာပฏิပန္နအကျင့်ကောင်းပြီးတော့ဤလောကကြီးကိုအမှန်ကန်အသိဉာဏ်နဲ့ဟောပြောပြသနိုင်တဲ့ဖရာဆိုတဲ့ပုဂ္ဂိုလ်မျိုးလည်းမရှိဘူးလို့အဲ့ဒီလိုညင်းပယ်တဲ့အချက်10ချက်ညင်းပယ်မှု10ချက်နတ္ထိကဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီနတ္ထိကဒိဋ္ဌိကိုမနောကံအနေနဲ့သတ်မှတ်တယ်ပေါ့ဒါကြောင့်မို့လို့သီလရှိတယ်ဆိုတဲ့နေရာမှာပြည့်ပြည့်ဝဝဖြစ်ဖို့ကာယကံဝစီကံကိုရှောင်ပြီးတော့ထိမ့်သိမ်းစောင့်ရှောက်တာကိုချင်းသီလစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အဘိဇ္ဇာပြာပါဒမိစ္ဆာဒိဋ္ဌိဆိုတဲ့ဒီတရားတွေလည်းကင်းရှင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်နာအတ္တဟေတုအလိကံဗနေတိ
ကိုကျိုးစီးပွားအတွက်ကိုယ့်ရဲ့အကျိုးစီးပွားအတွက်လိမ်ညာပြောဆိုမှုကိုမလုပ်ရဘူးဒီအကုသိုလ်ကိုဘာဖြစ်လို့တီးခြားထဲထားရတယ်လဲဆိုရင်လောကမှာလိမ်လီလှိစားမှုဟာမကောင်းတဲ့အလုပ်တွေကိုအားလုံးကိုလှုပ်စေတတ်တဲ့အကြောင်းတရားမျိုးဖြစ်သည့်အတွက်ကြောင့်ဒါကိုတီးတန့်ထည့်ပြီးတော့တစ်ခါထပ်ပြောဘာဖြစ်လို့လဲဆိုလို့ရှိရင်လိမ်တတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှဆိုမကောင်းတာတွေကိုအကုန်လုံးသိရှိတယ်မကောင်းတဲ့အလုပ် तू မလုပ်ဘူးဆိုတာမရှိဘူးတဲ့ဒါကြောင့်မို့ဧကန္တမံအတိတတ္တမုတဝါဒိတ္တသန္တုနောဝိတိဏပရာလောကတနတ္ထိပါပံအခါရိယံ तू မလုံနိုင်တဲ့အကုသိုလ်ဆိုတာမရှိဘူးလိမ်တတ်တဲ့ပုဂ္ဂိုလ်မလုံတဲ့အကုသိုလ်ဆိုတာမရှိဘူးတဲ့ဒါကြောင့်မို့လို့လိမ်လီမှုကအကုသိုလ်အလုံးကိုဖိတ်ခေါ်နေတယ်လို့ရှိသောကြောင့်လိမ်လည်းမလိမ်တတ်ဘူးလို့ဒီလိုဆိုတယ်ပေါ့တထာဝိဒံသီလဝန္တံဝရန္တိအဲ့ဒီလိုအည်အသွေးတွေရှိတဲ့ပုဂ္ဂိုလ်ကိုသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုတာ၅ပါးနဲ့၈ပါးနဲ့လူသီလယဟန်သီလဆိုတာတွေခွဲခြားပြီးတော့မပြောဘဲနဲ့ခြုံပြီးတော့ပြောလိုက်တာကိုယ်အမှုနှုတ်အမှုတွေကိုထိမ့်သိမ်းဆောက်ရှောက်တယ်စိတ်နဲ့လည်းမဟုတ်တာတွေမလုပ်မကြံတွေးဘူးမကောင်းတဲ့စိတ်ကူးတွေစိတ်တန်းတွေမရှိဘူးမိမိအတွက်နဲ့ဘယ်တော့မှလိမ်လည်ပြောကြားမှုမရှိဘူးဆိုတဲ့အရည်ချင်းရှိတဲ့ပုဂ္ဂိုလ်ဒါသီလရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီသီလကျက်တည်ထဲမှာထိတ်တန်းကရောက်ရှိနေတဲ့အရာပဲဖြစ်တယ်ပေါ့ဒီနောက်တစ်ခါသီလရှိပြီးတဲ့အခါမှာလူရဲ့ဘဝဆိုတာအောင်မြင်မှုအတွက်အရေးကြီးတဲ့အချက်နှစ်ခုရှိတယ်လူဟာအောင်မြင်မှုရအတွက်ဘာနဲ့ဘာရှိရမလဲဆိုရင်သီလနဲ့ပညာဒီနှစ်ခုရှိရကိုကျင့်သီလကောင်းယုံနဲ့လည်းလူဟာမပြည့်စုံသေးဘူးပညာရှိယုံနဲ့လည်းမပြည့်စုံသေးဘူးကိုကျင့်သီလလည်းကောင်းရမယ်ပညာလည်းရှိရမယ်အဲ့ဒီနှစ်ခုနဲ့ပြည့်စုံမှသာလဲလောကမှာအောင်မြင်မှုကိုရတယ်လို့ဒီလိုဆိုထားတယ်ပေါ့သီလမေဝဣဒအခံပညာဝါပနာဥတ္တမောဒီလောကကြီးမှာသီလဆိုတာအမတန်ကောင်းမြတ်တယ်ပညာရှိမယ်ဆိုရင်ပို့လို့ပဲကောင်းတယ်မနုဿေတုသဒေဝေတုသီလပညာနာတော်စယံလူလောကမှာပဲဖြစ်ဖြစ်နတ်လောကမှာပဲဖြစ်ဖြစ်သီလပညာနှစ်ခုဟာအရာခတ်သိမ်းကိုအောင်မြင်စေနိုင်တဲ့အရာတွေပဲဖြစ်တယ်လောကမှာဂုဏ်ရှိတရေရှိနဲ့ကျက်တရေတွေပြီးွားဖို့အတွက်သီလလည်းရှိရမယ်ပညာလည်းရှိရမယ်လို့ဒီလိုဆိုတာပေါ့နော်သီလလေးရှိုံနဲ့မပြည့်စုံဘူးပညာလည်းရှိရမယ်ပညာတစ်မျိုးတည်းရှိုံနဲ့မပြည့်စုံဘူးကိုယ်ချင်းသီလလည်းရှိရမယ်ဒါကြောင့်မို့လူတွေရဲ့အရည်ချင်းကိုတတ်မှတ်ဖော်ပြတဲ့အခါမှာသီလနဲ့ပညာနှစ်ခုကိုအဓိကထားပြီးတော့ဖော်ပြဒါဖြင့်ပညာရှိတယ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးဟာပညာရှိတာလဲလို့ဆိုဂမ္ဗီရပညာမနတာဘိစိန်တရားအေးဘယ်ခါပဲဖြစ်ဖြစ်ပညာရှိတဲ့ပုဂ္ဂိုလ်ဟာနည်းနည်းတွေးတောဆင်ခြင်တတ်တယ်သူကောင်းထဲမှာမေကွန်းထုတ်တာတွေကနည်းနည်းတဲ့မေကွန်းတွေဘဝမှာလေးနဲ့တဲ့အရာတွေကိုကြံတွေးတတ်တယ်ပေါ့ပညာရှိတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်တော့မှအပေါ်ယံမတွေးဘူးအတွင်း၌ပြီးတော့တွေးတတ်တယ်အဲ့ဒါလို့လေးနဲ့တဲ့ခံဗီရပညာလေးနဲ့တဲ့မေကွန်လေးနဲ့တဲ့စဉ်းစားမှုတွေနဲ့စိတ်ထဲမှာခေါင်းထဲမှာရှိတဲ့ပုဂ္ဂိုလ်မျိုးနိစ္စယိတံကာမကရောတိလှုပ်တယ်ပညာရှိပြီဆိုတဲ့ပုဂ္ဂိုလ်ဟာအမှတ်တမဲ့ရက်ဆက်တဲ့အလုပ်တွေချမ်းကျုပ်တဲ့အလုပ်တွေကိုမလုပ်လိမ့်မရှိဘူးကာလကတံအဋ္ဌပဒံနရိစတိအချိန်ခါအားလျော်စွာကောင်းကျိုးချမ်းသာရရအလုပ်တွေနဲ့ပတ်သက်ပြီးဘယ်တော့မှလက်လွတ်မခံဘူးပညာရှိပြီဆိုရင်အစစရာရာဆင်ញင်သုံးသပ်တတ်တယ်ဒါကြောင့်မို့တထာဝိဒံပညာဝန္တံဝရန္တိဒီလိုပုဂ္ဂိုလ်မျိုးကိုပညာရှိလို့ဒီလိုသတ်မှတ်တယ်သရပင်ကစမှာအခုလိုဘုရားလောင်းကနေစံတစ်ခုအနေနဲ့သတ်မှတ်ပြီးတော့ဟောကြားထားတာဖြစ်တယ်ပေါ့အဲ့တော့သီလနဲ့ပညာနှစ်ခုရှိလာပြီဆိုလို့ရှိရင်တော့လူမှာပြည့်စုံတဲ့အရေးချင်းတွေဟာခြေခံအားဖြင့်
ရှိသွားပြီလို့ဆိုတယ်အဲ့တော့ပြည့်ပြည့်စုံတဲ့အရေးချင်းရှိထားတဲ့ပုဂ္ဂိုလ်တရားသူတော်ကောင်းလို့ခေါ်ရလောက်အောင်ကြတော့ဘယ်လိုအရေးချင်းတွေရှိဖို့လိုသလဲသူတော်ကောင်းဆိုတာကြတော့သီလပညာရှိပြီးတဲ့နောက်မှာဘယ်လိုအရေးချင်းတွေလိုအပ်တယ်လဲလို့ဆိုယောဝေကတိညုကတဝေရိဒီရောပညာရှိပြီးတဲ့အခါမှာကျေစုတရားသိတတ်တာသူတော်ကောင်းရဲ့လက္ခဏာတစ်ခုပဲသီလရှိတဲ့အပြင်ကျေစုသိတတ်ဖို့ကိုယ့်ဘာကိုယ်သာသီလရှိနေပြီကျေစုကြတော့မသိတတ်ဘူးဆိုတာမျိုးကလည်းရှိတတ်တယ်ဒါကြောင့်မို့သူတော်ကောင်းလို့ဖြစ်ဖို့ရအတွက်ကြတော့ကျေစုသိတတ်တဲ့ပုဂ္ဂိုလ်ကျေစုကိုတုံ့ဆက်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုအပ်တယ်ကတိညူဆိုတာသူတစ်ပါးကကိုယ့်ပေါ်မှာတစုံတစ်ခုကျေစုပြုတတ်တာကိုအတိမတ်ပြုခြင်းကတဝေရီဆိုတာအတိမတ်တိုင်းထုတ်ဖော်ခြင်းကျေစုဆက်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်အဲ့ဒါလို့ကတိညူကတဝေရီကျေစုကိုသိပြီးကျေစုကိုထုတ်ဖော်တတ်တဲ့ပုဂ္ဂိုလ်မျိုးဟာသူတော်ကောင်းပဲကလျာဏမိတ်တော်ကောင်းမြတ်တဲ့အရေးချင်းတွေနဲ့ပြည့်စုံတဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့နေတတ်တယ်ယုံညံ့တဲ့မကောင်းတဲ့မိတ်ဆွေတွေဝေးဝေးရှောင်တယ်ကောင်းတဲ့မိတ်ဆွေတွေကိုသာလည်းအပေါင်းအသင်းလုပ်တယ်ဓမ္လဖတ္တိအဲ့သူတော်ကောင်းဆိုတဲ့ပုဂ္ဂိုလ်ဟာကောင်းတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းပြီဆိုလို့ရှိရင်ခိုင်ငယ်မြဲမြဲပေါင်းတတ်တယ်တချို့ပုဂ္ဂိုလ်တွေကြတော့စိတ်အပေါ်မှာဆုံးဖြတ်ပြီးတော့အဓိကမထားဘူးသူစိတ်ထဲမှာဒီပုဂ္ဂိုလ်နဲ့ပေါင်းသိခြင်းဆက်ဆံခြင်းဆက်ဆံတယ်မဆက်ဆံခြင်းမဆက်ဆံခိုင်မာတဲ့ဆက်ဆံရေးမျိုးမရှိဘူးအခုဆက်ဆံမိမဲ့တော့ကြဆက်ဆံခြင်းမှဆက်ဆံတယ်အဲ့ဒီလိုဒီသူတော်ကောင်းနဲ့ကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းတဲ့အခါမှာမတည်ငြိမ်တဲ့စိတ်ဓာတ်တွေရှိတဲ့ပုဂ္ဂိုလ်မျိုးဟာလည်းပဲသူတော်ကောင်းဖြစ်ဖို့မလွယ်ဘူးတဲ့ဒုက္ခိတတတက္ကိစ္စကရောတိကိစ္စဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကိုလည်းအလေးနဲ့ထားပြီးတော့ကုညီဆောင်ရှောက်တတ်တယ်ဒါသူတော်ကောင်းရဲ့တွင်မြင်လက္ခဏာတွေပဲဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုပို့ပြီးတော့ဒုက္ခရောက်အောင်တချို့ကလှုပ်တတ်တယ်အစင်းတွန်းတယ်လို့ပြောကြတယ်အစင်းမှာဘိန်းတက်ပေးတယ်တို့အချွန်နဲ့မတယ်တို့ခုခေတ်စကားတွေပြောတာဒုက္ခရောက်တဲ့ပုဂ္ဂိုလ်ပို့ပြီးတော့ဒုက္ခရောက်အောင်လို့သူတော်ကောင်းဆိုတဲ့ပုဂ္ဂိုလ်ဟာဒုက္ခရောက်တဲ့ပုဂ္ဂိုလ်ကိုဒုက္ခမရောက်အောင်တတ်နိုင်သမျှကုညီဆောင်ရှောက်ပေးတဲ့ပုဂ္ဂိုလ်မှာသူတော်ကောင်းတထာဝိဒံတပ္ပုရိတံဝရန္တိအဲ့ဒီပုဂ္ဂိုလ်မျိုးကိုတကယ်သူတော်ကောင်းလို့ဒီလိုသတ်မှတ်တယ်တဲ့သီလလည်းရှိတယ်ပညာလည်းရှိတယ်သူတော်ကောင်းစိတ်ဓာတ်တွေနဲ့လည်းပြည့်စုံလို့သူတော်ကောင်းလည်းဖြစ်တယ်အဲ့တော့ဘုန်းကြီးတို့တွေဟာကိုယ်ချင်းသီလလည်းရှိကြမှာဖြစ်တယ်ပညာနဲ့လည်းပြည့်စုံအောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်ပညာဆိုတာလေးလာစီးပူးနေဖို့လိုအပ်တယ်ဒါဖြင့်သီလရှိဖို့ဆိုတာကြတော့အရှက်အကြောက်ကအရေးကြီးတယ်ပေါ့အရှက်ကြောက်ဆိုတာဟိရိဥတ္တပဟိရိဥတ္တပဆိုတာကိုယ်မှာကိုချင်းသီလရှိဖို့အတွက်ဒီစဉ်းစားတွေးခေါ်ထားရကိုယ်ခုံသိက္ခာကိုကိုငဲ့ပြီးတော့လဲသီလရှိအောင်လုပ်ရတယ်ပတ်ဝန်းကျင်ကိုလေးစားမှုပြုပြီးတော့လဲသီလရှိအောင်လုပ်တယ်ဆိုလိုတာကဘာလို့ဆိုရင်လူစရာကိုယ်ခုံသိက္ခာကိုထိန်းတာဟိရိလို့ခေါ်တယ်အရှက်ဆိုဒီမှာကိုယ်ခုံသိက္ခာကိုထိန်းခြင်းပဲဖြစ်တယ်ကိုယ့်ရဲ့ခုံသိက္ခာငါလိုပုဂ္ဂိုလ်ကမကောင်းတာတွေလုပ်ရင်ရှက်เสียကြီးပဲငါဘယ်တော့မှမကောင်းတာမလုပ်ဘူးငါလိုပုဂ္ဂိုလ်မျိုးကမကောင်းတာဘယ်တော့မှမလုပ်ဘူးဆိုပါစို့နော်ရှင်သေးဆိုတဲ့တရားဟာဒီမြက်ကိုတော့ဘယ်တော့မှစားမှာမဟုတ်ဘူးအသားမစားရလို့ရှိရင်အငတ်သေးကောင်းသေးလိမ့်မယ်ဆိုတဲ့ကိုယ့်ကိုအရှက်ရမဲ့အလုပ်မျိုးကိုမလုပ်တာလောကမှာဏီတိကျမ်းတွေကဆိုလို့ရှိတယ်အလုံးတွေ့ဘူးကောင်းတွေ့ဘူးကြလိမ့်မယ်မြတ်လေးပန်းဆိုတာရှိတယ်ခြုံနွယ်ပေါ်မှာပွင့်တဲ့မြတ်လေးပန်းမြတ်လေးပင်ကပွင့်တဲ့မြတ်လေးပန်းလေးဟာမြတ်လေးပန်းလေးဟာတဲ့လူတွေရဲ့ခေါင်းပေါ်မှာပန်းစင်ခြင်းကိုခံရရင်ခံရမခံရဘူးဆိုရင်တစ်ပင်ပေါ်မှာပဲအချောက်ခံတယ်လို့ဆိုတယ်တစ်ပင်ပေါ်မှာပဲဒီတိုင်းချောက်တယ်မြတ်မြတ်နုနုခူးပြီးတော့ခေါင်းပေါ်ပန်လို့ရှိရင်လူခေါင်းပေါ်ရောက်တယ်
အဲ့ဒါလို့ပန်းစင်သူမရှိရင်တော့တစ်ပင်ပေါ်မှာပဲအချောက်ခံဒါဘာကိုပြောတာတုံးဆိုကိုယ်ကိုယ်သိက္ခာကိုထိန်းတယ်လို့ဆိုတဲ့အဓိပ္ပာယ်ကိုတင်စားပြီးပြောကြခြင်းသာဖြစ်တယ်လောကလူတွေဟာအသက်သေးခြင်းသေးပါစေသူတော်ကောင်းတွေဟာကိုချင်းတရားကိုမဖြတ်ဘူးကိုယ့်ရဲ့ဂုဏ်သိက္ခာကိုမထိပါစေဘူးဆိုတာဟိရိဩတ္တပဆိုတာပတ်ဝန်းကျင်ကိုလေးစားတာကိုယ်မှာအမေဖေရှိတယ်အမေရဲ့ဂုဏ်သိက္ခာထိအောင်မလုပ်ဘူးအဖေရဲ့ဂုဏ်သိက္ခာထိအောင်မလုပ်ဘူးဆွေမျိုးသားချင်းတွေရဲ့ဂုဏ်သိက္ခာထိအောင်မလုပ်ဘူးကိုယ်ပတ်ဝန်းကျင်အပေါင်းအသင်းတွေရဲ့ဂုဏ်သိက္ခာကိုထိအောင်မလုပ်ဘူးဒါဟာဩတ္တပပတ်ဝန်းကျင်ကိုအလေးထားတယ်နော်ခဏခေတ်မှာကြတော့ပတ်ဝန်းကျင်ကိုအလေးမထားဘူးဖြစ်လာတဲ့လူတွေဟာဆိုလို့ရှိတယ် I don't care ဘယ်သူမှဂရုမစိုက်ဘူးဆိုတာမျိုးပြောလို့ရှိကြသေးတယ်ကိုထမင်းကိုစားတာဘယ်သူဂရုစိုက်ရမှာတော့ဆိုတဲ့လူမျိုးတွေကအဲ့ဒါဩတ္တပမရှိတဲ့သဘောကိုဖော်ပြနေတာနော်ဂရုစိုက်တဲ့ဟာကိုစိုက်ရမှာပဲဘယ်သူမှဂရုမစိုက်ဘူးလို့မလုပ်အောင်ဘူးဒီလိုဆိုလို့တယ်ဟိရိနဲ့ဩတ္တပဆိုတာကိုယ်သိက္ခာကိုထိန်းခြင်းပတ်ဝန်းကျင်ကိုအလေးပြုခြင်းဆိုတဲ့ဒီနှစ်ချက်နဲ့ပြည့်စုံမှကိုချင်းသီလနဲ့ပြည့်စုံသူဆိုတာဖြစ်လာနိုင်တယ်လို့ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့ကိုချင်းသီလရှိဖို့အတွက်ဟိရိဩတ္တပကိုယ်တဏ္ဍာမှာရှိရမယ်ဟိရိဩတ္တပဆိုတဲ့တရားကိုမြတ်စွာဘုရားကလောကပါဠတရားလို့ဒီလိုသတ်မှတ်ဖော်ပြလောကကြီးကိုလူလောကကြီးကိုတရိစ္ဆာန်တွေရဲ့အဆင့်တန်းနဲ့မတူညီအောင်ထိမ့်သိမ်းကာကွယ်ဆောင်းရှောက်ပေးတာဟာဟိရိနဲ့ဩတ္တပအရှက်မဲ့တာတို့ပတ်ဝန်းကျင်ဂရုမစိုက်တာတို့ဆိုတာတရိစ္ဆာန်ရဲ့စိတ်ဓာတ်ပဲအဲ့ဒီစိတ်ဓာတ်မျိုးတွေမဖြစ်ပေါ်ရလေအောင်ဟိရိဩတ္တပကထိမ့်ချုပ်ပေးထားတယ်လို့ဒီလိုဆိုတာပေါ့ဒါကြောင့်မို့လို့ဟိရိဩတ္တပနဲ့ကိုကျင့်သီလနဲ့ပြည့်စုံအောင်လုပ်ပညာရှိလာအောင်ကြတော့ဘာလို့သုတ်တုတာလက်ပတိပညာမြတ်စွာဘုရားသခင်ကိုရောမြတ်နဲ့တွေ့တဲ့အခါမှာအာလဝကဗိလူကြီးကမေးခွန်းနေမေးတယ်အဲ့သူမေးတဲ့မေးခွန်းတွေထဲမှာကထံတုလက်ပတိပညာဆိုတာကိုဘယ်လိုနည်းနဲ့ရနိုင်တော့ဘာနဲ့မှပညာရတော့ဆိုမြတ်စွာဘုရားဖြေတယ်သုတ်တုတာလက်ပတိပညာတတ်ခြင်းနဲ့နားလည်ခြင်းနဲ့နားထောင်ခြင်းနဲ့ဆိုတဲ့ဆန္ဒဟာပညာရခြင်းရဲ့အကြောင်းပါပဲအဲ့ဒီဆန္ဒဟာအဓိကကြသိခြင်းနဲ့တတ်ခြင်းနဲ့ဆိုတဲ့ဆန္ဒရှိရင်သိပါတယ်တတ်ပါတယ်သိခြင်းစိတ်တတ်ခြင်းစိတ်မှမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာပညာရဖို့မဖြစ်နဲ့အဲ့တော့သိခြင်းနဲ့တတ်ခြင်းနဲ့ဆိုတဲ့သုတ္တုတာသုတ္တဝဒ္ဒနီလို့ဆိုတဲ့အတိုင်းသိခြင်းသည့်အတွက်ကြောင့်ဘောဓုတ္တတွေစီးပူလာတယ်လောကီဘောဓုတ္တပဲဖြစ်စေလောကုတ္တရာဘောဓုတ္တပဲဖြစ်စေစီးပူလာတော့သုတ္တဆိုတဲ့အကြာအမြင်တွေဘောဓုတ္တတွေများလာကြာဘူးနာဝတွေများလာတုတံပညာယဝဒ္ဒနာအဲ့ကြာဘူးနာဝတွေပေါ်မှာအခြေခံပြီးတော့ဆင်ញင်စဉ်းစားတတ်တဲ့ပညာဟာတိုးတက်လာတယ်ပညာဆိုတာဟာနော်တုတ္တကနေဆက်နွယ်ပြီးတော့အကြောင်းကိစ္စပေါ်လာလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုစဉ်းစားတွေးခေါ်တတ်တဲ့ဟာကိုပညာလို့ခေါ်တယ်ပညာလို့ခေါ်တယ်စဉ်းစားတတ်တယ်ဆင်ញင်တတ်တယ်သုံးသပ်တတ်တယ်အဲ့ဒါလို့ပညာရှိလာမှပညာရအထံသာနာတိလောက်ရမယ့်ကိစ္စတွေကိုပညာနဲ့မှဆုံးဖြတ်လာနိုင်ညာတော့အထောဒုက္ခဝေါပညာရှိလာပြီဆိုလို့ရှိရင်ကိုယ့်ကိုချမ်းသာအောင်လုပ်တတ်လာတယ်ဟောသုတ္တုတာလို့ဆိုရက်သိလို့တတ်လို့တဲ့ဆန္ဒပညာရဖို့အတွက်အဓိကအကြောင်းရင်းဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာဒါကြောင့်မို့သီလနဲ့ပညာနှစ်ခုပြည့်စုံလာလို့ကျက်တည်ရှင်ဖြစ်လာပြီကျက်တည်ရရှိလာတယ်အဲ့ဒီလိုသီလပညာနှစ်ခုအခြေခံထားလို့သူတော်ကောင်းလည်းဖြစ်လာပြီစိတ်ကောင်းနှလုံးကောင်းတွေပြည့်လာပြီဆိုဒါဖြင့်ထာဝရကိုယ်မှာကျက်တည်ရနဲ့ပြည့်စုံနေအောင်ဘယ်လိုလုပ်လဲသီလလည်းရှိတယ်ပညာလည်းရှိတယ်သူတော်ကောင်းစိတ်ဓာတ်တွေလည်းရှိတယ်ကျက်တည်ရကိုယ်တဏ္ဍာကနေစွန့်ခွာမသွားအောင်ကျက်တည်ရှိတဲ့ဘဝကိုပိုင်ဆိုင်မှုအတွက်ဘာတွေလုပ်ဖို့လိုအပ်တယ်လဲဆိုတာတရဘေငါဇတ်မှာဘယ်လိုရှင်းလင်းဟောပြထားသလဲလို့ဆိုဧတေဟိတဗ္ဗေဟိခုနေဟုပေတော
အခုပြောခဲ့တဲ့ဂုဏ်အရေးချင်းတွေနဲ့ပြည့်စုံရမှာဖြစ်တယ်။ဘာတွေလဲ။သီလနဲ့ပြည့်စုံရမှာဖြစ်တယ်။ပညာနဲ့ပြည့်စုံရမှာဖြစ်တယ်။သူတော်ကောင်းစိတ်ဓာတ်တွေမွေးမြူရမှာဖြစ်တယ်။အဲ့ဒီဂုဏ်တွေနဲ့ပြည့်စုံပြီးတဲ့အခါမှာจิตติရှိတယ်လို့ပြောရလောက်အောင်ဘာတွေလုပ်ဖို့တတ်တော်ယုံကြည်ချက်ရှိရမယ်လောကမှာယုံကြည်ချက်ဆိုတာဟာယုံကြည်ချက်နဲ့ဆုံးဖြတ်ချက်ဆိုတာအရေးပါတယ်ကိုယ့်အကိုဆုံးဖြတ်ယုံကြည်ချက်နဲ့ဆုံးဖြတ်ချက်ရှိကိုရှိရယုံကြည်ချက်ဆိုဒီမှာအေးငါလုပ်တာကောင်းတာလုပ်ရင်ကောင်းတာရတယ်မကောင်းတာလုပ်ရင်မကောင်းရတယ်ယုံကြည်ချက်ဒီယုံကြည်ချက်ရှိရအေးကိုချင်းသီလဆိုတာရှိရမှာဖြစ်တယ်ယုံကြည်တယ်ပညာမရှိရင်လောကကြီးမှာမတင့်တယ်ဘူးဒါလည်းယုံကြည်ချက်အဲ့ဒါလို့ယုံကြည်ချက်တွေပြည့်ဝပြီးတော့ကိုယ့်ကိုယုံကြည်ချက်နဲ့ဂုဏ်တရားရှိလာအရေးချင်းတွေပြည့်လာအောင်ကြိုးစားအားထုတ်တာဖြစ်တယ်ပေါ့ဒါကြောင့်မို့ယုံကြည်ချက်နဲ့ဆုံးဖြတ်ချက်တရားဆိုတာယုံကြည်တာရဲ့ဒါအမှန်ပဲလို့ဆုံးဖြတ်ထားရဲ့ဒါကိုတတ္ထာလို့ခေါ်တယ်တရားဆိုတဲ့ယုံကြည်မှုဆုံးဖြတ်မှုရှိလာလို့ရှိရင်လူဟာကောင်းတဲ့အလုပ်တွေကိုလုပ်ဖြစ်လာပြီးတဲ့အခါကျတော့လူဆိုတာမုထုစိတ်နဲ့သဘောထားပျော့ပြောင်းမှုရှိရမယ်ပျော့ပြောင်းတယ်ဆိုတာမာနခက်ထန်မှုမရှိရဘူးအင်္ဂလိပ်လိုပြောတော့ polite လို့ခေါ်တာ polite ယဉ်ကျေးတယ်နော်ခက်ထန်မှာကြောတာဟာကောင်းတာမဟုတ်ဘူး polite ဖြစ်ရမယ်ယဉ်ကျေးရမယ်သိမ်မွေးရမယ်ဒီလိုဆိုလို့စိတ်ဓာတ်ပြော့ညံ့တာကိုဆိုလိုတာမဟုတ်ဘူးစိတ်ဓာတ်ကကြန့်ခိုင်တယ်သို့တော့လူဟာဒီမာနနဲ့ဆက်ဆံတာမျိုးမဟုတ်ပဲနဲ့ရှင်ကျေးတယ်လိမ္မာတယ်ဒီလိုလိမ္မာယဉ်ကျေးမှုနဲ့ဆက်ဆံတာမာနတွေမထားဘူးအဲ့ဒီလိုဆက်ဆံတာမျိုးမုထုလို့ခေါ်တယ်ပျော့ပြောင်းတယ်နော်မာနတွေမကြီးဘူးအဲ့ဒါလူတကာရဲ့ချစ်ခင်မှုကိုရရှိနိုင်တယ်နောက်တစ်ခုကတန်ဝိပါခိတဲ့ကိုရှိတာဘာဖြစ်ဖြစ်ခွဲဝေပေးတတ်ရှိပေးလိရှိတယ်ဆိုပါစို့ကိုစားနေတယ်ဆိုရင်ကိုမိတ်ဆွေသင်္ကားတွေလာပါစားပါအောင်မြန်မာလူမျိုးတန်ဝိပါခိဆိုတာရှိတန်ဝိပါခိရှိသည့်အတွက်ကြောင့်ကိုစားနေရင်ဧည့်သည်ဟာမမျော်လင့်မဲနဲ့ရောက်လာလည်းပဲဧည့်သည်ကိုထမင်းကျွေးဖို့ဝန်မလေးကြအဲ့ဝတ်ပြုဖို့ဝန်မလေးကြနိုင်ငံခြားတိုင်းပြည်တွေမှာအနောက်တိုင်းတွေပါလို့ဆိုရင်နော်ဧည့်သည်လာရင်ဧည့်သည်ငုတ်တုတ်ထားပြီးသူတယောက်တည်းပဲစားတယ်ဖိတ်ခေါ်လေးမရှိဒါကိုပဲတချို့မြန်မာလူမျိုးတွေကအကောင်းထင်နေတယ်မှန်ကတော့တန်ဝိပါကိဆိုတဲ့ယဉ်ကျေးတဲ့စိတ်ဓာတ်မရှိတာပဲဖြစ်တယ်ပေါ့နော်အရှိတိုင်းရဲ့ယဉ်ကျေးမှုကအဲ့ဒါလို့မဟုတ်ဘူးအရှိတိုင်းရဲ့ယဉ်ကျေးမှုမြတ်စွာဘုရားရဲ့အဆုံးအမရှိတဲ့ပုဂ္ဂိုလ်ဧည့်သည်ရှိမှစားစရာတွေစားပြီးဧည့်သည်ကိုစားပါအောင်လေးတောင်ပြောဖို့မရတဲ့အနေအထားမျိုးမှာမြန်မာလူမျိုးတွေမှာမရှိဘူးနောက်တိုင်းကြတော့မရဘူးနော်ကြိုတင်ပြောထားမှသာကြွေးတာကြိုတင်ပြောမထားလို့ရှိရင်ဂရုကိုမဆိုင်ကြွေးလိမရှိကြဘူးသူတို့စီမှာတော့မေတ္တာတွေကအလွန်ခန်းချောက်ကြတယ်ဇနီးမောင်နှံ2ယောက်တောင်မှပဲကိုစားတာကိုပတ်စံပေးဒီလိုနေကြတဲ့နေရာမျိုးတွေပေါ့အဲ့ဒါတွေဟာအတုမယူသင့်ဘူးမြန်မာလူမျိုးတွေလိုလွေးလွေးထွေးထွေးတူနဲ့တူမေတ္တာထားပြီးတော့ဆက်ဆံတာမျိုးတွေမရှိဘူးဒါအနောက်တိုင်းဆက်ဆံရေးတွေဟာတကယ်တော့ကောင်းတဲ့ဆက်ဆံရေးတွေမဟုတ်ဘူးမြန်မာလူမျိုးတွေရဲ့ဆက်ဆံရေးဟာအလွန်ကောင်းတယ်အိမ်လာလို့ရှိရင်ဖိတ်ခေါ်သည်ဖြစ်စေမဖိတ်ခေါ်သည်ဖြစ်စေကျွေးမွေးဖို့ရမြန်မာလူမျိုးတွေကလက်မနှဲဘူးဒါကြောင့်မို့လို့တလောကကဘာမှာနိုင်ငံပေါင်း20ရွေးထုတ်ပြီးတော့ဒါနကောင်းမှုပြုတဲ့ထင်မယ်နံပါတ်1ဆိုတဲ့နိုင်ငံဟာမြန်မာနိုင်ငံဖြစ်နေမြန်မာနဲ့အမေရိကန်နိုင်ငံပူးတွဲပြီးတော့နံပါတ်1နေရာမှာဖော်ပြကြတယ်ပေါ့မြန်မာလူမျိုးတွေဟာရက်ရောတဲ့နေရာမှာတော့အလွန်ရက်ရောရှိကြတယ်မြတ်စွာဘုရားကလည်းကြည်တန်ဝိပါခိဝေဖန်ခွဲခြားပြီးဝေဖန်တယ်ဆိုတာအပြစ်တင်တာကိုပြောတာမဟုတ်ဘူးဝေစားတတ်တယ်လို့ဆိုလို့တယ်နော်ဘာရှိကိုယ်ထဲမှာမုန်းတရှက်ရှိလဲဝေစားတယ်
ကော်ဖီတစ်ခွက်ရှိလဲတဝက်စီဝေစားတယ်ဝေတောက်တယ်ဒါဟာမျိုးဆိုလို့တယ်တန်ဝိပါကေဝဋ္ဌင်းညူတဲ့တစ်ဖက်သားရဲ့စိတ်ဆန္ဒကိုသိတယ်အလူကံပုဂ္ဂိုလ်တွေရဲ့စိတ်ဆန္ဒကိုသိတယ်ဆိုတာလှူတယ်လို့ဆိုလို့တယ်ပေါ့အလူကံလာလို့ရှိရင်လည်းမနေဘူးလှူကြတယ်သင်္ဃဟကံကုညီတတ်တယ်ချီးမြှောက်တတ်တယ်မြန်မာနိုင်ငံမှာဆိုရင်တဘာဝကိုကတောရွာတွေမှာ tradition လို့ခေါ်တဲ့အစဉ်လားကိုကကြည့်ตาရေးဖြစ်ဖြစ်နာရေးဖြစ်ဖြစ်အိမ်တရင်ကတခုလုံးတယ်ဆိုဝိုင်းပြီးတော့ကူကြတယ်လေတောရွာတွေမှာအထူးပြောစရာမလိုနာရေးကိစ္စရှိတယ်ဆိုသွားပြီးကူကြတယ်ပန်းကြတယ်ตาရေးဆိုလဲဝိုင်းပြီးတော့လှုပ်ကြလူတန်းရှိဆိုလဲဝိုင်းတရွာလုံးမနေကြဒါကိုသင်္ဃဟကံလို့ခေါ်တယ်ချီးမြှောက်တတ်တယ်ထောက်ပံ့တတ်တယ်ဒီလိုဟာမျိုးတခိလံမိတ်ဆွေစိတ်ဓာတ်တွေအပြည့်အဝရှိကြတယ်တခိလပြည့်ပြည့်တယ်မိတ်ဆွေချင်းချင်းပြောတာမျိုးတွေပြောတယ်တဏ္ဍဝါစာအိမ်မွေးခင်မွေးမွေရာစကားတွေပြောတယ်ကိုယ့်ရဲ့အကိုအရွယ်ဆိုအကိုအမအရွယ်ဆိုအမဦးလေးအရွယ်ဆိုဦးလေးနော်အဲ့ဒါလို့အရွယ်အားလျော်စွာတိမ်မွေ့နုညံ့တဲ့စကားနဲ့ပြောဆိုကြဒါတွေဟာကုသိုလ်ကောင်းမှုတွေပဲအမှန်ကတော့ဒီစကားကိုနုညံ့ညံ့ပြောတာဟာကုသိုလ်မရဘူးမထင်နဲ့ဒါလည်းကုသိုလ်ပဲမိတ်ဆွေစိတ်ဓာတ်တွေမွေးတာကုသိုလ်တွေပဲဒါတွေလည်းကုသိုလ်ကောင်းမှုတွေမှာပါတဏ္ဏဝါစာဖရုတဝါစာရဲ့ဆန့်ကျင်ပဲဘယ်တော့မှရိုင်းပြမပြောဘူးလိမ္မာယဉ်ကျေးစွာပြောတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုတဲ့ခုံကြက်တရေဟာဘယ်တော့မှဆုံးခွာပြီးတော့မသွားဘူးအမြဲတမ်းကြက်တရေရှိနေမဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်သီလနဲ့လည်းပြည့်စုံတယ်ပညာနဲ့လည်းပြည့်စုံတယ်သူတော်ကောင်းစိတ်ဓာတ်တွေအရေးချင်းနေလည်းပြည့်စုံတယ်ယုံကြည်ချက်ရှိတယ်နုညံ့တယ်မာနမကြည့်ဘူးနော်ဝေစားမျှစားဝေမျှစားတတ်တယ်အလူကံပုဂ္ဂိုလ်တွေရဲ့သဘောကိုနားလဲတယ်ချီးမြှောက်တတ်တယ်ကုညီတတ်တယ်မိတ်ဆွေစိတ်တွေပြေဝထားတယ်နုညံ့သိမ်မွေးတဲ့စကားမျိုးနဲ့ပြောတတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာတကယ်ကိုကြက်တည်ရှိတယ်ဒါမှမဟုတ်နိုင်ငံခြားတိုင်းတစ်ပါးကလာတဲ့အခါမှာသူတို့ရဲ့စိတ်ခံစားမှုတွေနဲ့ပတ်သက်ပြီးပြောတဲ့အခါမှာမြန်မာပြည်ရောက်လာလို့ရှိရင်မြန်မာလူမျိုးတွေမျက်နှာကြည့်လိုက်လို့ရှိရင်မြန်မာလူမျိုးတွေဟာပြုံးရွှင်နေတဲ့မျက်နှာဖြစ်လို့မကြခင်ပဲမိတ်ဆွေအရင်ဖြစ်သွားတယ်အများစုပြောတာပေါ့နော်အများစုကိုပြောတာမြန်မာလူမျိုးတွေဟာပြုံးရွှင်တယ်ကုညီခြင်းတယ်ဆိုတဲ့စိတ်ဓာတ်တွေလူရဲ့အမှုအရာမှာကုညီကြတာများတဖြည်းဖြည်းအဲ့ဒီကောင်းမြတ်တဲ့အစဉ်အလာတွေဟာပျောက်ဆုံးသွားမယ်ဆိုရင်အလွန်နှမျောစရာကောင်းတဲ့ယရနာတွေဆုံးရှုံးတာတဲ့ပို့ပြီးတော့တန်ဖိုးရှိမြတ်မယဉ်ကျေးမှုတွေမဆုံးရှုံးအောင်မိမိတို့ရဲ့အမှုအကျင့်တွေကိုထိမ့်သိမ်းဆောက်ရှောက်ကြမှာဖြစ်တယ်မြန်မာလူမျိုးတွေရဲ့ပြုံးရွှင်တဲ့မျက်နှာခင်မင်တဲ့မျက်နှာဝတ္တရားကြည်တယ်အဝတ်ကြည်တယ်ဆိုတဲ့ဂုဏ်သတင်းအဲ့ဒါတွေဟာနိုင်ငံခြားတိုင်းတစ်ပါးကလာတဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ဓာတ်ကိုဆွဲဆောင်နိုင်တာဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့ဒီအဆုံးအမတွေဟာမြတ်စွာဘုရားရဲ့အဆုံးအမတွေတဲကရရှိပြီးမြန်မာလူမျိုးတွေရဲ့သွေးတဲ့သားတဲ့နှလုံးထဲမှာမြန်မာယဉ်ကျေးမှုဖြစ်လက်ခံကျင့်သုံးနေကြတာဖြစ်လို့အလွန်ပဲကောင်းတဲ့ယဉ်ကျေးမှုတွေကိုနောက်တိုင်းယဉ်ကျေးမှုတွေကိုထင်ကြီးပြီးတော့ကိုယ်မှာရှိနေတဲ့တကယ်ကြက်တည်ရှိတဲ့အရာတွေကြက်တည်ရှိတဲ့ဘဝတွေကိုအထင်သေးမြင်သေးဖြစ်ပြီးတော့ကြက်တည်မဲ့အောင်လူတိုင်းဟာမလုပ်သင့်ကြဘူးဒါကြောင့်မို့ကြက်တည်ရှိတဲ့လူဘဝမျိုးမိမိတို့တဏ္ဍာမှာခိုင်မြဲနေအောင်ကိုချင်းတရားတွေလည်းကောင်းမှုတိရိတိတိပုံညပညာနာမေတ္တံအဓိဝဆနံလို့ဆိုတဲ့အတိုင်းကျက်တရေဆိုဒီမှာပညာနဲ့အသိပညာနဲ့ကုသိုလ်ကောင်းမှုတို့ရဲ့အမြည်သာဖြစ်လို့ကုသိုလ်ကောင်းမှုတွေမိမိတဏ္ဍာမှာပြည့်စုံပြီးတော့အသိပညာရှိတဲ့ဘဝမျိုးကိုကြိုးစားပြီးတော့ထူထောင်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကျက်တရေရှိသောလူဘဝမှာနေနိုင်အောင်ကျင့်ဆောင်အားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာ
ဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားအစဉ်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြပီတိတည်ဟုသောယနန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း